ထုံးစင်းနှုတ်နေတဲ့ငွေကြေးတက်မှုမတည်ငြိမ်တဲ့မြန်မာပြည်မှာတင့်ရဲ့ပတ်စံတွေကိုဘလို့ကာကွယ်ပြီးတိုးပေါ်အောင်လုပ်မလဲအရေးပေါ်ရန်မုံငွေနဲ့မထင်မှတ်တာတွေအတွက်ကြိုတင်ပြင်ဆင်ခြင်းဆိုတာဘာလဲဘာလို့အရေးကြီးတာလဲကျွန်တော်တို့မြန်မာလူမျိုးတွေဟာအဆန်ရှာရမှာတကယ်ကိုထူးချွန်ကြပါတယ်ဒါပေမဲ့တစ်ခါတလေကြတော့ရှာထားတဲ့ပတ်စံကိုဘလို့စီမံခန့်ခွဲရမလဲဆိုတဲ့နေရာမှာအခက်ခဲတွေရှိတတ်ကြပါတယ်ကိုယ့်ရဲ့စီမံခန့်ခွဲမှုထက်ပတ်ဝန်းကျင်ရဲ့ပြောစကားတွေကိရည်စည်းကြောင်းတွေနောက်ကိုလိုက်မိတာမျိုးတွေပေါ့ဒီလိုအခြေအနေတွေကနေရုံထွက်ပြီးတကယ်ကိုကြွယ်ဝချမ်းသာတဲ့ဘဝကိုဘယ်လိုတည်ဆောက်ကြမလဲဒီနေ့မှာတော့ကဘာကျော်စာရေးဆရာမော်ဂန်ဟိုးဆဲရဲ့ကဘာတဝန်းအုပ်ရည်40ကျော်ရောင်းချခဲ့ရပြီးဘာသာစကား90ကျော်နဲ့ဘာသာပြန်ဆိုထားတဲ့ The Psychology of Money ဆိုတဲ့စာအုပ်ထဲကအဖို့တန်အယူဆတွေကိုကျွန်တော်တို့မြန်မာနိုင်ငံရဲ့လက်တွေ့ဘဝဥပမာတွေနဲ့နှိုင်းယှဉ်ပြီးပြောပြပေးသွားမှာပါဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အခါသင်ရဲ့ငွေကြီးအမြင်ဟာတစ်သက်လုံးအတွက်ပြောင်းလဲသွားပါလိမ့်မယ်ဒါဆိုစလိုက်ကြရအောင်ပထမဆုံးအချက်ကတော့လက်ဆိုတဲ့ကန်တရားနဲ့ Rick မရေရတော့ဆုံးရှုံးနိုင်ကြီးပါပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာဟိုလူကတော့မြေကွက်ဝယ်တာအကွက်အကွင်းတဲ့သွားလို့ချမ်းသာသွားတာသူကတော့ကံကောင်းတယ်လို့ပြောကြတာကြားဘူးမှာပါဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီလူကမြေဝယ်တော့ကအခုလိုလမ်းတွေပွင့်လာမယ်စီမံကိန်းမြေနေရာဖြစ်လာမယ်ဆိုတာကိုတကယ်ပဲသိခဲ့တာလားဒါမှမဟုတ်ကံကောင်းသွားတာလားမော်ဂန်ဟူစိန်ပြောတာကတော့အောင်မြင်မှုတိုင်းမှာကံတရားရဲ့အခန်းကဏ္ဍဟာကျွန်တော်တို့ထင်ထားတာတဲ့ပုံကြီးမှပါတယ်တဲ့မြန်မာပြည်မှာခရက်ဆက်ဆက်စီးပွားရေးလုပ်ပြီးအောင်မြင်ခဲ့တဲ့သူတွေဟာတော်ရုံနဲ့မကပဲအချိန်အခါနဲ့နေရာမှန်ကန်ခဲ့တဲ့ကံတရားတွေလည်းပါဝင်ပါတယ်တယောက်ယောက်မြေကွက်ဝဲရောင်းပြီးချမ်းသာသွားတာကိုမြင်ယုံနဲ့ငါလည်းလိုက်ဝယ်ရင်ချမ်းသာမှာပဲဆိုပြီးအကျွေးတွေတင်ခံပြီးလိုက်မလုပ်ပါနဲ့သူတို့ရဲ့ကံကောင်းမှုလက်ကတင့်စီမှာအနေရဆိုတဲ့ break ဖြစ်သွားနိုင်ပါတယ်အစွန်းရောက်တဲ့အောင်မြင်မှုတွေကိုအားကြတာထက်အခြေခံကြတဲ့ပိုင်ဆိုင်မှုတွေဥပမာကျွေးဒါမှမဟုတ်ငွေစုဆောင်းတာကိုအရင်အာရုံစိုက်ပါတင့်ရဲ့ငွေကြေးဆုံးဖြတ်ချက်တွေမှာကံတရားနဲ့အန္တရာယ်ကိုဘယ်လိုခွဲခြားပြီးရင်တက်ဖို့ကအရေးကြီးဆုံးပါပဲမြန်မာလူမျိုးတွေရဲ့အကြိုက်ဆုံးရင်းနှီးမြှုပ်နှံမှုကရွှေနဲ့မြေပါဘာလို့လဲဆိုတော့ဒါတွေကအချိန်ကြာလေးလေးတန်ဖိုးတက်နေလေမှုပါဒါဟာကိုမောင်နီလို့ခေါ်တဲ့အတိုးပေါ်အတိုးစင်ញင်းရဲ့သဘောတရားပါပဲအိုင်းစတိုင်းကကိုမောင်နီကိုကဘာပေါ်မှာစွမ်းတက်ဆုံးအင်အားလို့တောင်တင်စားခဲ့မှုပါတယ်ဥပမာလွန်ခဲ့တဲ့10နှစ်ကရွှေတစ်ကြက်သားကို9သိန်းလောက်ပဲရှိခဲ့ပါတယ်အဲ့ဒီတော့ကတစ်ကြက်သားဝယ်စုထားတဲ့သူဟာဒီနှစ်မှာဘာမှမလုပ်ရပဲသိန်း100ကျော်ဒါမှမဟုတ်လက်ရှိကာလပေါက်ဈေးကိုပိုင်းဆိုင်နေပြီဖြစ်ပါတယ်သူဟာအတော်ဆုံးရင်းနှီးမြှုပ်နှံသူဖြစ်လို့မဟုတ်ပါဘူးအချိန်လေးနိုင်ခဲ့လို့ပါကျွန်တော်တို့ဒီမှာလဲစုမဲဝင်တာဟာငွေစုတဲ့နီလန်ကောင်တစ်ခုပါပဲဒါပေမဲ့ကို့အလက်မဲပေါက်ရင်ချက်ချင်းပြန်သုံးပြမဲ့အစားအဲ့ဒီငွေကိုထပ်ပွားနိုင်မဲ့ရွှေဝယ်တာမျိုးဒါမှမဟုတ်လုပ်ငန်းနဲ့ပြန်ရင်းနှီးထည့်တာမျိုးလုံးမှာသာကွန်ပေါင်းကြီးရဲ့အသီးပွင့်ကိုခံစားရမှာပါမြန်မြန်ချမ်းသာခြင်းနဲ့စိတ်ကတင့်ကိုအချိန်မတိုင်ခင်ပင်ကိုခုတ်လွှဲပြစ်တယ်လို့ဖြစ်စေနိုင်ပါတယ်စိတ်ရှိရှိထားပြီးအချိန်ရဲ့အစွမ်းကိုအသုံးချပါ Rich and what ပြခြင်းနဲ့စိတ်နဲ့ရှိနေတဲ့ငွေဒါကတော့မြန်မာလူမှုအတိုင်းဝိုင်းမှာအဖြစ်အများဆုံးပါမျက်နှာရဖို့မျက်နှာပွင့်မှုအတွက်ကိုယ်မှရှိတတ်တဲ့ဘုံသုံးပြတတ်ကြပါတယ်သိန်းထောင်ချီတန်တဲ့ကားကြီးစီးနေပေမဲ့စီဖို့တောင်မနဲ့ရုန်းကန်နေရတဲ့သူဟာ rich ချမ်းသာသူဖြစ်နိုင်ပေမဲ့ wealthy ဆိုတဲ့ကြွယ်ဝသူမဟုတ်ပါဘူးကြွယ်ဝမှုဆိုတာကလူတွေမမြင်ရတဲ့ဗန်ထဲကပတ်စံတစ်တာတွေကရွှေငွေနဲ့ရင်းနှီးမြှုပ်နှံထားတဲ့မြေကွက်တွေပါအဲ့ဓာတွေကတင့်ကိုလွတ်လပ်မှုပေးပါတယ်ချမ်းသာမှုဖြစ်တာကတင်သုံးဖြုံးနိုင်တဲ့ငွေကိုပြသတာဖြစ်ပြီးကြွယ်ဝမှုဖြစ်တာကတော့သင်မမြင်ရတဲ့ပိုင်ဆိုင်မှုတွေနဲ့လွတ်လပ်မှုကိုပိုင်ဆိုင်တာပါအလှအတန်းတွေ
မင်္ဂလာဆောင်တွေမှာသူများထက်သန်အောင်ခန့်နှံ့ပြတာကရွေးဆိုတဲ့ချမ်းသာမှုဖြစ်ကြောင်းပြတာပါဒါပေမဲ့အဲ့ဒီအတွက်တုံးလိုက်တဲ့ငွေဟာတင့်ရဲ့ဝဲဆိုတဲ့ကျွယ်ဝမှုကိုရှော့ချလိုက်တာပါပဲမော်ဂန်ဟိုးဆက်ရဲ့ကျွယ်ဝမှုဆိုတာတင်မဝဲလိုက်တဲ့ပစ္စည်းတွေပဲလို့ပြောခဲ့ပါတယ်တင့်ရဲ့ဤကူဆိုတဲ့မာနကိုထိမ့်ချုပ်နိုင်လေတင့်ရဲ့ကျွယ်ဝမှုကပိုကြီးလာလေပါပဲတကယ်ကျွယ်ဝမှုဆိုတာပြသဖို့မဟုတ်ဘဲလွတ်လပ်စွာနေထိုင်နိုင်မှုဆိုတာမမေ့ပါနဲ့ဗျာဟုတ်ဆက်ပြောမှာကတော့မထင်မှတ်တာတွေအတွက်ပြင်ဆင်ခြင်းလို့ဆိုတဲ့ margin of safety ဖြစ်ပါတယ်မြန်မာပြည်မှာနေထိုင်ရတာဟာစိန်ခေါ်မှုအများများပါတယ်ကုန်စည်နှုန်းတက်တာငွေကြေးတန်မှုမတည်မငြိမ်တာတွေကကျွန်တော်တို့ထိန်းချုပ်လို့မရတဲ့အရာတွေပါဒါကြောင့် margin of safety လို့ခေါ်တဲ့အမှားခံနိုင်တဲ့အတိုင်းအတာကအရန်ရည်ကြီးပါတယ်ဒါဟာမမျှော်လင့်ထားတဲ့အခြေအနေတွေအတွက်ကြိုတင်ပြင်ဆင်ထားခြင်းပါပဲဥပမာတစ်မှာလုပ်ငန်းတစ်ခုလုပ်ဖို့300ရှိတယ်ဆိုပါစို့300လုံးကိုပုံအောပြီးမရင်းနှီးလိုက်ပါနဲ့စီစဉ်တိုင်းမဖြစ်လာရင်တောင်မိသားစုစားဝတ်နေရေးမထိခိုက်အောင်အရေးပေါ်ရန်ပုံငွေ emergency fund ကိုအရင်ဖယ်ထားရပါမယ်ဒါမှသာစီးပွားရေးအခက်အခဲကြုံလာရင်တောင်တစ်မှာရက်တည်နိုင်မဲ့အင်အားရှိနေမှာပါအသေးစုအရှင်သုံးဆိုတဲ့စကားလိုပါပဲရွှေကိုအရေးပေါ်အတွက်စုထားတာမျိုးဟာ margin of safety ပါပဲစီးပွားရေးပြက်ကတ်တွေကျန်းမာရေးကိစ္စတွေပေါ်လာတဲ့အခါမှာတင့်ကိုဆက်ရှင်းတန်းစေမှာကတင့်ရဲ့အစီအစဉ်အတိုင်းဖြစ်လာတဲ့အရာတွေမဟုတ်ဘဲအစီအစဉ်လွဲချော်သွားတဲ့အခါမှာကဲတင်မဲ့အပူငွေတွေပဲဖြစ်ပါတယ်ဘဝမှာမထင်မှတ်တာတွေအမြဲဖြစ်လာနိုင်တာမို့လူတေးပြင်ဆင်ထားခြင်းကစိတ်အေးချမ်းသာမှုကိုပေးပါတယ်ငြိမ်းချမ်းတဲ့ချမ်းသာမှုဒီကုန်းချုပ်ရရင်တော့ငွေကြေးအောင်မြင်မှုဆိုတာဂိမ်းကနန်းနေထက်စိတ်နေစိတ်ထား psychology ကပိုအရေးကြီးပါတယ်မြန်မာပြည်မှာတကယ်ကိုကြွယ်ဝချမ်းသာတဲ့သူတွေဟာရွှေဝယ်တာငွေစုတာတော်ရုံနဲ့မကပဲစိတ်ရှိကြပါတယ်မာနကိုထိန်းချုပ်နိုင်ကြတဲ့ပြီးတော့အစိုးဆုံးတွေအတွက်အမြဲပြင်ဆင်ထားကြပါတယ်သင်ဟာအခုမှစုဆောင်နေသူပဲဖြစ်ဖြစ်လုပ်ငန်းရှင်ပဲဖြစ်ဖြစ်မော်ဂန်ဟိုဆဲပြောတဲ့အတိုင်းဘဝကိုကိုယ်တိုင်စီမံခန့်ခွဲခွင့်ရခြင်းကသာအကြီးမားဆုံးသောအကျိုးအမြတ်ပါပဲဒီဗီဒီယိုကတင့်တို့အကျိုးရှိခဲ့တယ်ဆိုရင်မျှဝေပေးပါဦးတင့်ရဲ့ငွေကြေးအမြင်နဲ့ပတ်သက်ပြီးဘလို့အခက်အခဲတွေရှိလဲဆိုတာကိုလည်းကွန်မန့်မှာဆွေးနွေးပြကြပါအောင်ခင်ဗျာကျွန်တော်တို့ GTW Insight ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်အားလုံးပဲကြွယ်ဝချမ်းသာကြပါစေခင်ဗျာ